အမလေးငါမတော့မရအောင်လဲတေးပြီးချင်းတို့ line ပေါ်မှာတော်တော်လေးဝမ်းတာအားရနဲ့အားချောင်ထားတာဖြစ်ချတော့ဒီဟာစာရရန်စူးစမ်းနေတာကိုဒီကြားထဲမှာပျောက်နေဆိုတာလေနော်ဒီရွေရမှာဘွဲတွေယူနေလို့ရှိရင်မှာတင်ကြကိုရမှာပဲအောင်မြင်မှာပေါ့လို့သိတယ်မလားအေးအမ one subject one နဲ့9ညလောက်စူးစမ်းပြီးမှဘွဲတစ်ပွဲယူနိုင်တယ်ဆိုကြတဲ့နဲ့သူ့ဟာကြီးကလေဟိုမှာလမ်းမေးမှာ particular ရောင်းနေတဲ့အပေါ်စားတရားဖို့3ခုဟာပဲနေမှာပေါ့လေသိတယ်မလားဒီကိပညာတက်တယ်ဆိုတာဘွဲလည်းမဟုတ်ပါဘူးလို့ဒီလိုစက်တီမရှိတဲ့ OBD ရုပ်လေဘာဘွဲနဲ့ပဲဖုံဖုံသိတယ်မလားသူတို့ခေါင်းရပဲဆောင်ပြဆင်းမှာအမဖះဆင်းတို့တွေတေးပြီးမှလေနောက်ဆုံးတော့လေတောင်းရောက်ဆောင်တဲ့ကြီးကကြီးပဲလေသိမလားအေးတိုးရောက်ဆောင်တဲ့ဝင်ပလွေပဲလေနော်ဘေးတော့မှစက်တီရထွက်လာမဲ့တန်းစားတိုင်းမှာမဟုတ်ပါဘူးဆိုနားလေမလားမြန်မာပြည်မှာဒီလိုဘွဲဝတ်စုံနဲ့တရုတ်တရင်နဲ့တော်ဝတ်နေတာဆိုလို့ဒီဖေလုစမာတာတယောက်တည်းပဲရှိတာနော်နေဆိုတာပြန်ဖက်မရှိတယောက်တည်းဖေလုစမာတာပါနေယုံချင်ယုံမကြုံချင်နေဖေလုစမာတာဆိုငါတို့တီးပြီးတာအဲ့လိုရအားလို့တဲ့သူကငါတိတ်မုန်းခဲ့တာရအားလို့တဲ့သူငါတိတ်ယုံခဲ့တာရအားလို့တဲ့သူကငါလူတက်ချင်ခဲ့တာအိုအင်းပါအဲ့လိုပြောချင်တာလေဘာသာလုံးမမလို့ပဲတမ်းပြီးပါတော့ခူးစားတဲ့ထဲမှာလေမင်းအောင်နဲ့တဟိုး family ကအဆိုးဆုံးတော့ဟိုမှာသူ့သမီးခရီးတက်မှုသွားကြည့်လိုက်ဖာတယ်မတော့မဈေးဦးမပေါက်တဲ့ဖာတယ်မရုပ်နုတွေ့မှာပါဟိုမှာဝတ်မရွှေယောက်ျားနဲ့တွေ့ရတဲ့တပ်ပုံလေးတွေ့ရမလားအေးအဲ့ဒါပြောချင်တာသူ့သားဆိုလေဘိုက်ရွှေရွှေနဲ့သူယူတဲ့မိန်းမလေးသူ့တကယ်ချစ်တော့မဖြစ်နိုင်ပါဘူးသိတယ်မလားပတ်စံကြောက်အာနာကြောက်ပဲနေမှာပေါ့လေနော်တိမ်မင်းတမန်ကလည်းဒီလိုမျိုးလူတွေဆိုမခေါ်ကြအောင်နော်တော်တော်အသက်ရှည်တဲ့ဟာတွေနားကိုမလီတော့တာငါတို့ဆိုလူကောင်းဆိုမြင်မြန်တေကြတယ်သိတယ်မလားအေးဖေလို့စမတွေကတော်တော်လေးတိမ်ဖို့ခက်တာပဲနော်ငါလေးငါပွားမှာလေလူတယောက်တေရမနဲ့ကိုပျော်ချစ်ထိုင်မျိုးနေရလိမ့်မယ်လို့ဘေတုံးကမထင်ထားပါဆိုအဲ့လိုမျိုးမင်းအောင်လားခုတော့ဘွဲတွေယူထားတယ်လို့တွေ့တယ်မလားစက်တီတော်တော်မရှိတဲ့ဟာတွေလေနော်သူရထားတဲ့ဘွဲတွေမှာသူမမိသေးလားမသိဘူးနော်ဟိုမှာတေတော့လို့ရှိရင်အတုပမှာဖိတ်စာထဲမှာလေမဆက်မှာဆိုလို့ငါပြောပေးတာပါနော်ဖေလို့စမသားပဲ